ဒီလူငယ်လေးကဆက်ဆက်လေးနဲ့စားလို့ကောင်းတဲ့မိုချီဆန်မုတ်တစ်တောက်ကိုလုံနေရင်းနဲ့အထဲကိုတီတီချိုချိုလေးတွေထည့်လိုက်ပါတယ်ဒါကိုသူ့အမေနဲ့ညီမဖြစ်သူတို့မြည်စမ်းကြည့်လိုက်တဲ့အခါမှာတော့ရှာလေးမတက်အံ့ဩမင်တက်သွားကြရပါတယ်ဒါဟာသူတို့တက်မှာစားဖို့တမျှရဲ့အကောင်းဆုံးဆန်မုတ်ဆက်တုပ်ဖြစ်နေလို့ပါပဲသူ့ရဲ့လက်ရကြောင့်ပဲအရင်ကအယောင်းဝယ်မကောင်းလို့ရုန်းကန်နေရတဲ့သူ့မိရဲ့စားတောက်ကုန်တွန်းလေးလေးဟာချက်ချင်းဆိုသလိုဖောက်တယ်တွေနဲ့ပြင်းနေစီကားသွားပါတော့တယ်အမှန်တော့သူဟာနက်ဖက်တဲ့ထမင်းချက်စနစ် Division System ကိုပိုင်ဆိုင်ထားတဲ့သူတယောက်ပါစစ်တပ်ထဲမှာတော့ကလည်းသူ့ရဲ့အမခန့်လက်ရာတွေနဲ့စစ်ဗိုလ်ချုပ်တွေကိုပြုစုခဲ့တာကြောင့်ဗိုလ်ချုပ်တွေကသူ့ကို9ရက်တိတိအထူးခွင့်ပေးခဲ့ကြပါတယ်ဒါပေမဲ့စစ်အခြေစိုက်စခန်းကနေခြေလန်းထွက်လိုက်တာနဲ့တပြိုင်နက်သူ့ရဲ့စနစ် System ကစွမ်းရည်တွေအားလုံးဟာ lock ကြပြီးပိတ်ပင်ခံလိုက်ရပါတော့တယ်စာပိုင်းမှာတော့ဂျက်တယောက်ဒါကိုတိတ်ပြီးအရေးကြီးမတွေးမိပါဘူးသူဖခင်ကွယ်လွန်ပြီးကလေးကသူ့မိဟာစားတောက်ကုန်တွန်းလေးတစ်ခုနဲ့တကူတော့ရုန်းကန်ခဲ့ရတာဖြစ်ပြီးအယောင်းဝယ်ကလည်းတော်တော်လေးအေးဆက်နေခဲ့တာပါဂျက်ကတော့စစ်တပ်ထဲမှာဗိုလ်ချုပ်တွေကိုတောင်ဖန်ဆားနိုင်ခဲ့တဲ့သူ့လက်ရနဲ့အမေဆိုင်လေးကိုပြန်လဲဦးမော်လာအောင်လုပ်ပေးနိုင်လိမ့်မယ်လို့ကိုယုံကြည်မှုအပြည့်ရှိနေခဲ့ပါတယ်ဒါပေမဲ့စနစ်ရဲ့အကူအညီမပါတော့တဲ့အခါမှာတော့ဂျက်တယောက်အခြေခံအတီးရွက်လေးတာကိုတောင်တေချာမလုပ်နိုင်တော့ပါဘူးသူဟာသူ့ရဲ့ဗီဇာစိတ်နဲ့ရသမျှအတွေ့အကြုံလေးကိုပဲအားကိုးပြီးချက်ပြုတ်ရပါတော့တယ်အဆုံးသတ်မှာတော့သူအသေးအတန်လုပ်လိုက်တဲ့ဆန်မုန်းဆက်တုပ်ဟာတော်တော်လေးကိုအရသာဆိုးဝါးသွားခဲ့ပါတယ်သူ့မိကတော့ရှေ့တင်မှာကောင်းပါတယ်လို့အားပေးစကားပြောခဲ့ပေမဲ့အဲ့ဒီနေ့ချက်ချင်းပဲစိုင်တွန်းလေးကိုတိတ်လိုက်ပါတော့တယ်ဂျက်တယောက်အိမ်ပြန်ရောက်တဲ့အခါစစ်တပ်ထဲစောင့်ဝင်တဲ့ကအခုချိန်ထိငါရခဲ့တဲ့အောင်မြင်မှုတွေအားလုံးကဒီစနစ်ကြောင့်ပဲလားဆိုပြီးတော်တော်လေးစိတ်သက်သာသွားခဲ့ပါတယ်ဒါပေမဲ့ဂျက်ကအရှုံးမပေးပဲတကယ်ကိုအရသာရှိတဲ့ဆန်မုန်းဆက်တုပ်ကိုလုံနိုင်ရမယ်လို့ဆုံးဖြတ်ချက်ချပြီးသူ့ဖခင်ချန်ထားခဲ့တဲ့မက်ဆုစာအုပ်တွေကိုလိုက်ရှာပါတော့တယ်ဖခင်ဖြစ်သူရဲ့မက်ဆုတွေကိုလမ်းညွှန်ဖြစ်သုံးပြီးတော့ဆန်မုန်းအကောင်းစားကိုဘယ်လိုရွေးရမလဲအတိအရွက်တွေလက်ဆက်မှုရှိမရှိဘယ်လိုခွဲခြားရမလဲဆိုတာတွေကိုတဆင့်ချင်းပြန်လဲသင်ယူပါတော့တယ်ဒီလိုနည်းနဲ့တွားရတာနှိကွေးပေမဲ့ဟင်းလျာရဲ့အရသာကတော့တဖြည်းဖြည်းတိုးတက်ကောင်းမွန်လာခဲ့ပါတယ်ဒါတောင်မှသူ့ဖခင်လုပ်ခဲ့တဲ့ဆန်မုန်းတွေမှာပါတဲ့ထူးခြားတဲ့အချို့တဲ့မျိုးကိုတော့ဂျက်တယောက်မမီသေးပါဘူးအဲ့ဒီအချိန်မှာပဲသူ့ရဲ့အထက်တန်းကျောင်းတုန်းကအတန်းပေါ်အန်နာကသူ့ကိုအပြင်မှာဆုံးဖို့ကမ်းလှမ်းလာခဲ့ပါတယ်ဂျက်ကတော့သူမကိုကြက်ကြော်ကျွေးဖို့စိတ်ကူးထားပေမဲ့လမ်းမှာတော့လူတွေအပြည့်နဲ့တိုးမပေါက်အောင်စီကားနေတဲ့ဆန်မုန်းဆိုင်တစ်ဆိုင်ကိုလှမ်းမြင်လိုက်ရပါတယ်ဒါနဲ့ပဲဂျက်ကကြက်ကြော်စားအဲ့ဒီဆိုင်ကဆန်မုန်းဆက်တုပ်ကိုပဲမြည်စမ်းကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်လူတန်းကြီးထဲမှာ2နာရီနီးပါးစောင့်ဆိုင်ပြီးတဲ့နောက်မှာတော့လူတိုင်းချင်းမွနေကြတဲ့ဟင်းလျာကိုသူတို့စားခွင့်ရခဲ့ပါတယ်အဲ့ဒီအရသာဟာဂျက်တယောက်အသေးအတန်လိုက်ရှာနေခဲ့တဲ့ကွက်တီအရသာကြီးဖြစ်နေပါတော့တယ်အဲ့ဒီညမှာတင်ဂျက်ဟာဆိုင်ပိုင်ရှင်စီရောက်သွားပြီးဤပညာသင်ပေးဖို့တောင်းဆိုပါတော့တယ်ဆိုင်ပိုင်ရှင်ကအစားပိုင်းမှာစိတ်ဝင်စားပေမဲ့ဂျက်ကဒါရီအားလုံးကိုသူ့အမေအတွက်လုပ်ပေးချင်တာဖြစ်ကြောင်းနဲ့ရေဒီယိုကကြီးဒါမှမဟုတ်လိုအပ်ချက်တွေကိုအလကားမလိုချင်ပဲသူ့ဘာသာအရသာကိုဖော်ထုတ်နိုင်ဖို့ဘေးနားကနေဝိုင်းကူလုပ်ကင်ပေးချင်တာဖြစ်ကြောင်းပြောပြတဲ့အခါမှာတော့အမေပေါ်ထားတဲ့ဂျက်ရဲ့တိတက်ယိုသေးမှုကိုကြည့်ပြီးဆိုင်ပိုင်ရှင်ကြီးဟာစိတ်လှုပ်ရှားသွားခဲ့ပါတယ်ဒါပေမဲ့လည်းဆိုင်ပိုင်ရှင်ကသူ့ရဲ့လှုပ်ဝက်ချက် recycle ကိုတော့အလွယ်တကူလက်မထပ်ခဲ့ပါဘူးလောလောဆယ်မှာတော့ဂျက်ကိုမိဖို့ချောင်းရဲ့အခြေခံအကျဆုံးအလုပ်ကျန်းတွေကိုပဲခိုင်းစေခဲ့ပါတယ်ဒီအလုပ်တွေကိုလုပ်ရင်းနဲ့ပဲဂျက်ဟာစစ်တပ်ထဲမှာသူရခဲ့တဲ့ဂုဏ်ပုဒ်တွေအားလုံးက system ကြောင့်သာဖြစ်ပြီးအခုအချိန်မှာတော့အခြေခံအသားလီတာအသားကြော်တာကိုတောင်ကောင်းကောင်းမလုပ်တတ်ဘူးဆိုတာကိုပို့ပြီးသဘောပေါက်လာခဲ့ပါတယ်သူ့မှာ9ရက်ပဲခွင့်ရထားတာဖြစ်ပေမဲ့ဒီဆန်မုန်းဆိုင်မှာအလုပ်လုပ်ရင်အများကြီးတင်ယူနိုင်ခဲ့ပါဆိုင်ပိုင်ရှင်ရဲ့ထပ်ဖန်တလဲလဲလမ်းညွှန်ပြသမှုတွေကြောင့်နောက်ဆုံးမှာတော့သူဟာအသားကိုအနေတော်လေးဖြစ်အောင်ကျွမ်းကျင်စွာကြော်တက်သွားခဲ့ပါပြီမကြခင်မှာပဲဂျက်ရဲ့ခွင့်ရက်ကကုံဆုံးဖို့နီးကပ်လာခဲ့ပါပြီဆိုင်ပိုင်ရှင်ကြီးဟာလွန်ခဲ့တဲ့ရက်ပိုင်းတွင်ဂျက်ရဲ့စူးစမ်းအားထုတ်မှုကိုတကယ်ပဲသဘောကျမိတာကြောင့်ဂျက်ပြန်ခါနီးမှာလက်ဆောင်တစ်ခုပေးလိုက်ပါတယ်ဂျက်အိမ်ပြန်ရောက်လို့အဲ့ဒီလက်ဆောင်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အထဲမှာတီတီတွေဖြစ်နေတာကိုအံ့ဩဖွယ်တွေ့လိုက်ရပါတယ်တီတီကိုတကိုက်လိုက်မိတဲ့အချိန်မှာပဲဂျက်ဟာအကြီးကျယ်သဘောပေါက်သွားပါတော့တယ်သူအသေးအတန်လိုက်ရှာနေခဲ့တဲ့ထူးခြားတဲ့အချိုတက်ဟာအစကတည်းကတီတီရဲ့အရသာပဲဖြစ်နေခဲ့တာပါဂျက်တယောက်ချက်ချင်းပဲမိဖို့ကြောင့်လဲဝင်ပြီးဆန်မုန်းဆက်တုပ်ကိုအလင်းအမြန်ချက်ပြုတ်ပါတော့တယ်ထင်ထားတဲ့အတိုင်းပါပဲဟင်းလျာတွေကိုတီတီချိုချိုလေးတွေထည့်လိုက်တဲ့အခါမှာတော့သူဟာသူ့ဖခင်ဖြစ်သူပေးစွမ်းခဲ့တဲ့အောက်မေ့ပွဲအရသာစစ်စစ်ကိုနောက်ဆုံးမှာတော့အောင်မြင်စွာပြန်လဲပေါ်ဆောင်နိုင်ခဲ့ပါတော့တယ်